hello ကျွန်တော်တင်ကနေ့ညအောက်တိုဘာ17ရက်နေ့2025ညနေ7:00နာရီခွဲလောက်မှာပေါ့နော်အနည်းငယ် live လုပ်ချင်တာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Thomas Storm ဖြစ်ပါတယ်နောက်ပြီးတော့ဒီကနေ့ညကျွန်တော်ထူးထူးပြောကြားလိုတဲ့အချက်ကတော့ပထမဆုံးအနေနဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေကိုနည်းနည်းသုံးသပ်ချင်တာဖြစ်ပါတယ်နောက်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ချင်းပြည်နယ်မှာလောဝကြီးအုပ်ချုပ်ခြင်းနဲ့ကျွန်တော် CNF ရဲ့ကျွန်တော်ရုံမှမှုတွေကိုလည်းကျွန်တော်ဒုတိယချက်အနေနဲ့ဆွေးနွေးတင်ပြချင်ပါတယ်ဒီညကျွန်တော် live လွှင့်ရခြင်းအကြောင်းရင်းကတော့ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုရဲ့ကိုစားပြောကြားခြင်းမဟုတ်ဘဲနဲ့ကျွန်တော်ပုဂ္ဂလိကအမြင်တွေအားဖြင့်မြန်မာနိုင်ငံရင်းနဲ့ချင်းပြည်နယ်ရဲ့စီရေးနိုင်ငံရဲ့အခင်းကျင်းတွေကိုကိုပိုင်အမြင်နဲ့သုံးသပ်ပြသွားမှာဖြစ်ပါတယ်အားကြောင့်ကျွန်တော်ဒီ live ကိုနောက်မှကြည့်တဲ့လူတွေဖြစ်ဖြစ်အခုလက်ရှိကြည့်နေတဲ့လူတွေဖြစ်ဖြစ်ကျွန်တော်တို့share နဲ့တော့ share ပြီးတော့ဒီအမှန်တရားတွေကိုကျွန်တော်ပြောပြတဲ့အချိန်မှာတိထိုက်တဲ့လူတွေစီရောက်အောင်ကျွန်တော်တို့ share ပေးကြဖို့ like ပေးကြဖို့ကျွန်တော်အနုညံတောင်းပန်လိုပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံຫນွေဦးတော်လာရေးရဲ့အဖြေရလဒ်တွေကိုကျွန်တော်တို့ခြုံငုံကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်ထောက်ပြလိုတာကကျွန်တော်တို့အရေးကြီးဆုံးတစ်ခုကိုကျွန်တော်ဒီຫນွေဦးတော်လာရေးမှာဦးဆောင်ဦးညွတ်လုပ်တဲ့ကျွန်တော် NUG အစိုးရနေပြီးတော့ကျွန်တော်ခြေလမ်းတစ်ကွက်ကိုကျွန်တော်တို့ချော်ခဲ့သွားသလားလို့ကျွန်တော်ဒီကနေသုံးသပ်ချင်တာပြောဒီလိုမျိုးပြောတဲ့အချိန်မှာကျွန်တော်မအားလာဘူးဒီစစ်အစိုးရကျွန်တော်ထောက်ခံအားပေးတာမဟုတ်ဘူးဒါပေမဲ့ဒီတော်လိုင်းရေးလုပ်တဲ့လူကတော်လိုင်းရေးကိုလုပ်ပြီးတော့ကျွန်တော်တို့ online ပေါ်မှာအလိုခံပြီးတော့ထိုင်စားနေတယ်ဆိုတော့ကျွန်တော်တို့ဒီ online ထဲကဆုညံနေတဲ့ကျွန်တော်ဝေဖန်တာနေလို့ပဲကျွန်တော်အဲ့ဒီဘက်ကနေကျွန်တော်အတုံးတက်ချင်တာမဟုတ်ပေမဲ့အဲ့ဒါလိုပဲဖြစ်နေတာကျွန်တော်မြင်ရပါတယ်အဲအကြောင်းကျွန်တော်တို့အင်္ဂလိပ်လိုပြောမယ်ဆိုရင် geopolitics နော်ကျွန်တော်ပထဝီနိုင်ငံရေးကိုကျွန်တော်တို့အထက်ကအခရာချချောင်းကိုကျွန်တော်ဒီຫນွေဥတော်လာရေး9နှစ်တိုက်ကျွန်တော်ဆင်နွှဲနေတဲ့နောက်ပိုင်းမှာကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ် geopolitics ဆိုတဲ့နေရာမှာကျွန်တော်ပထဝီနိုင်ငံရေးအနေနဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့အနောက်ဘက်ကအိန္ဒိယနိုင်ငံရေးနောက်ပြီးအရှေ့ဘက်ကကျွန်တော်တို့တရုတ်နိုင်ငံရေးနောက်ပြီးတော့အရှေ့တောင်ဘက်ဆိုထိုင်းနိုင်ငံရေးကျွန်တော်အရင်အရေးကြီးတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဒီပထဝီနိုင်ငံရေးကိုကျွန်တော်တို့ထက်တွက်မှာကျွန်တော်တို့ရဲ့တော်လှန်ရေးဒီနိုင်ငံရေးမြန်မာနိုင်ငံရဲ့နိုင်ငံရေးခင်းချင်ကအောင်မြင်ဖို့အတွက်ဒီ geopolitics ဆိုတဲ့ပထဝီနိုင်ငံရေးအရန်ကိုအရေးကြီးတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကမ္ဘာနိုင်ငံရေးနဲ့ကမ္ဘာစီးပွားရေးအခင်းချင်းကိုတစ်ချက်လောက်ကျွန်တော်လက်ကြည့်မယ်ဆိုရင်ဒီကမ္ဘာမှာအင်အားကြီးနိုင်ငံတွေစင်တမတ်တဲ့နေရာမှာအရင်တော့အဆင့်30မှာရောက်ရှိတဲ့အိန္ဒိယနိုင်ငံကကျွန်တော်အခုအဆင့်5ထိတော့ဗြိတိန်နိုင်ငံတို့ဘာလို့ကြော်တက်ပြီးတော့ပြင်သစ်တို့ကြော်တက်ပြီးအဆင့်5ကိုရောက်ရှိနေတဲ့အချိန်မှာတရုတ်နိုင်ငံကအမေရိကန်ပြည်ဒုတိယနေရာရောက်ရှိနေတာဆိုတော့သူတို့ကစီးပွားရေးအားပြိုင်တယ်စစ်ရေးလည်းအားပြိုင်တယ်အမျိုးမျိုးအားပြိုင်နေတယ်ကျွန်တော်ဒီကမ္ဘာနိုင်ငံရေးအခင်းချင်းနဲ့ကမ္ဘာစီးပွားရေးအခင်းချင်းကိုချိန်ကြည့်တဲ့ချိန်မှာကျွန်တော်ရုရှားကယူကရိန်းနဲ့စစ်ဖြစ်လို့အနောက်နိုင်ငံဥရောပနိုင်ငံနေတိုးနိုင်ငံနေနဲ့နောက်ဒီအမေရိကန်နိုင်ငံကစီးပွားရေးပိတ်ဆို့နေတဲ့ချိန်မှာရုရှားမှာအများကြီး trust ရှိတဲ့ကျွန်တော်ရှင်းနာနေကိုဘယ်နေရာမှာရောင်းလုပ်နေရတဲ့အချိန်မှာတို့ဒီအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံကထွက်ရှိသမျှရှင်းနာနေကိုတို့ဈေးပေါ်နဲ့ဝယ်ပြီးတော့အဲ့မှာရုရှားကလည်းစီးပွားရေးမပြတ်ဘူးနောက်အိန္ဒိယနိုင်ငံလည်းအိန္ဒိယနိုင်ငံနဲ့အထူးသဖြင့်အိန္ဒိယနိုင်ငံတဟုန်တို့စီးပွားရေးတိုးတက်ပြီးတော့ဒီ BJP အစိုးရလက်ထက်မှာမိုဒီရဲ့လက်ထက်မှာကျွန်တော်စီးပွားရေးတဟုန်တို့တိုးတက်ပြီးတော့အခုအရင်တုန်းကသူနေခဲ့တဲ့အဆင့်30နေရာမျိုးတော့အဆင့်5အထိကိုကျွန်တော်တို့ခုန်တက်နေတာဒီရုရှားနိုင်ငံရဲ့အထူးသဖြင့်သူတို့ရေနံအပိတ်ဆုခံနေရတဲ့သူတို့ရေနံတွေကိုစီးပေါ်နဲ့ဝင်ပြီးတော့သူစီးပွားရေးတည်ဆောက်တယ်ပြီးတဲ့ပြင်ဒီအိန္ဒိယနိုင်ငံနဲ့ပြီးတော့ပနတ်နဲ့ဒီမြန်မာပြည်သူပြည်သားတွေမခံမရက်နိုင်ဘဲနဲ့အရန်ခါးတိလာတဲ့ဒီစစ်အာဏာစစ်အစိုးရကိုအိန္ဒိယအစိုးရတည်ပြီးတော့သူတို့ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပေမဲ့
အဲ့စစ်အစိုးရအာဏာရှင်အစိုးရစီကိုသူတို့လက်နက်တီရောင်းချတယ်သူဆရာနေကွန်ပျူတာစီစီပေါ်နေရပြီးတော့စစ်အစိုးရစီကိုသူတို့ထုတ်လုပ်တဲ့စစ်လက်နက်ကအစသူတို့စေဝါတွေဈေးကြီးနဲ့သူတို့ပြန်ရောင်းတယ်အဲ့လိုမျိုးသူတို့လူလဲပြီးတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံကိုဝန်ရနေတဲ့ဒီအနောက်ဘက်ကအိန္ဒိယနိုင်ငံနဲ့နောက်အရှေ့ဘက်ကတရုတ်နိုင်ငံကလည်းဟိုရုရှားနေရင်းနှီးနေရတဲ့အပြင်မြန်မာနိုင်ငံနဲ့ကြောက်စိမ့်တယန်ဇာရာနောက်ပြီးတော့ရခိုင်ပြည်နယ်ကြောက်ဖြိုကနေထွက်တဲ့ရင်းနှီးနဲ့တဘာဝဓာတ်ငွေတွေကိုနဲ့နောက်ကချင်ပြည်နယ်ဘက်ကမြေရှားတပ်ထုတွေအဲ့လိုမျိုးတွေသူတို့ဈေးပေါ်နေတာနော်ရုရှားနေဈေးပေါ်နေရင်းနှီးရတဲ့အပြင်မြန်မာနိုင်ငံနေပြီးတော့သူတို့အဲ့လိုမျိုးရတဲ့အချိန်မှာကျွန်တော်တို့အရှိနဲ့အနောက်မှာရှိတဲ့ပထဝီနိုင်ငံရေးရအင်အားကြီးနိုင်ငံရဲ့အချင်းရကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ຫນွေဥတော်လှန်ရုပ်အရန်ကိုထိရောက်မှုရှိတာဖြစ်ပါတယ်အားကြောင့်ကျွန်တော်ဒါကိုမထက်သွက်လို့မရဘူးအားကြောင့်ကျွန်တော်တို့ရဲ့ຫນွေဥတော်လှန်ရေးဟာတော့အောင်မြင်ခြင်းကြဆုံးခြင်းဆိုတာဟာဒီနဲ့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံပေါ်မှာကျွန်တော်အများကြီးမိခိုနေတာဖြစ်ပါတယ်အားကြောင့်ကျွန်တော် NUG အစိုးရအနေနဲ့ဒီຫນွေဥတော်လှန်ရေးအစကတည်းကကျွန်တော်ပုဂ္ဂိုလ်ရေးရကျွန်တော်သုံးသပ်ပြမယ်ဆိုအစကတည်းကဒီအမေရိကန်နဲ့အနောက်နိုင်ငံတွေကိုအားကိုးမဲ့အစားကျွန်တော်အိန္ဒိယအစိုးရနဲ့တရုတ်အစိုးရကိုသာအားကိုးခဲ့ပြီးရှိတော့ကျွန်တော်ဒီຫນွေဥတော်လှန်ရေးအခုထိကျွန်တော်တက်ဆိုးရှိမှာမဟုတ်အတွန်းရှိမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်30 consistent ရေးဒုတိယပိုင်းနဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းမှာကျွန်တော်ဒီ TNL တို့ကုကန်တပ်ဒီအရန်ကိုအားကောင်းဖို့တရုတ်နဲ့အားပေးအထောက်ခံမှုနဲ့ကျွန်တော်တို့လာရှုသိန်းတာတို့မီမျိုးမိုးကုတ်တို့ဘာတို့သိန်းတာတို့သူတို့လင်းလင်းမြန်မြန်နဲ့ကျွန်တော်သိန်းနေတာကိုကျွန်တော်တို့အကုန်လုံးမြင်နိုင်ကြတယ်နော်တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း PDF လူပြည်သူ့သမတော်ဒီနဲ့ဒီတိုင်းရင်းသားတပ်တွေတော်တော်လေးအောင်ပွဲခံနေတာကျွန်တော်တို့အားလုံးမျက်မြင်ကိုယ်တွေ့ပြီးဖြစ်ကြပါတယ်ဒါပေမဲ့ဒီ2020ဒုတိယလိုက်စစ်စင်ရင်နောက်ပိုင်းမှာတရုတ်ကသူတို့ဒီမအားလာကအဖားတော်လို့လာမသိဘူး NUG ရဲ့ဒီအနောက်နိုင်ငံတွေပဲဆက်ဆံပြီးဒီ geopolitics မှာတကယ်အခရာကြတဲ့အရေးပါတဲ့ဒီအိန္ဒိယနိုင်ငံနဲ့တရုတ်ကိုဖားမဲ့အစားမျက်နှာချုံမဲ့အစားဒီအနောက်နိုင်ငံကြီးမှာပဲကျွန်တော် NUG ကဝန်ကြီးဒီနောက်ပြီးတော့အစင်တော့အရာရှိများဒီအမေရိကန်နဲ့ဥရောပအနောက်ဥရောပနိုင်ငံတွေမှာပဲသူတို့လာပြီးတော့လှုပ်ရှားနေတဲ့အချိန်မှာကျွန်တော်တို့ ਨੇ ထိစပ်နေတဲ့အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံအစိုးရတွေကိုဒီစစ်အာဏာရှင်အစိုးရဖားနေတဲ့အချိန်မှာသူတို့ဒီ30 consistent ပထမလိုက်နဲ့ဒုတိယလိုက်တော့သူတို့စစ်ရှုံးခဲ့ပြီမဲ့နောက်ပိုင်းမှာတရုတ်ကသူတို့ရဲ့ဗျူဟာတွေကိုအပြောင်းအလဲလုပ်ပြီးတော့NUG ကျမပါပဲနဲ့တိုင်းသားလည်းနဲ့ကြိုက်ဒီမပါတော့ဘယ်ကိုမပါတော့ပဲနဲ့ဒီအာဏာရှင်ဘက်ကိုပါတဲ့အချိန်မှာအဲ့ဒီ30 consistent ဘက်တိုင်ခင်တော့မပေးခဲ့ဘူးတဲ့ drone တွေလည်းနဲ့အကောင်းစားတွေကိုအဲ့ဒီနောက်ပိုင်းမှာဒီစစ်အာဏာရှင်ဆူရကိုတရုတ်နိုင်ငံကိုခေါ်ဖိတ်ပြီးတော့အလုံး drone company တွေပြတဲ့ drone တွေကိုရောင်းတယ်အဲ့ဒီနဲ့အခုစစ်စင်ကြီးပြန်လုပ်တော့သူတို့တန်ပြန်စစ်စင်ကြီးလုပ်လိုက်တော့ကျွန်တော်တို့ဒီတိုင်းဒါလက်နဲ့ကင်များနဲ့ PDF ပြည်သူ့သမတော်များတွေသူတို့ရဲ့ drone တရုတ်ရဲ့ drone တွေတရုတ်ရဲ့လက်နဲ့တစ်စမ်းတွေမခံနိုင်လို့ကျွန်တော်အခုချိန်မှာကျွန်တော်တို့မနစ်မျိုးပေါ်ရကျွန်တော်တို့နောက်ဆုတ်ခွာခြင်းကိုတော့တင်းပြီးသားမြို့တွေကိုဆုတ်ခွာခဲ့ခြင်းလို့ကျွန်တော်တွေ့ချင်အပြင်ကျွန်တော်ပုတ်ကလေးကအမြင်နဲ့ဆိုရင်တော့သုံးသပ်ပြမယ်ဆိုရင်တော့ဒီ NUG အစိုးရလူကြီးများတယ်ဒီ geopolitics ဆိုတဲ့ပထဝီနိုင်ငံရိုးတိတ်ဦးစားမပေးဘဲနဲ့ဒီ American နိုင်ငံနဲ့ဥရောပနိုင်ငံတွေမှာသူတို့လာရောက်ခြင်းအပြင်ကျွန်တော်ရဲ့ຫນွေဦးတော်လှန်ရေးအောင်မြင်တဲ့တော့မအောင်မြင်ပဲနဲ့ဒီတရုတ်နဲ့အိန္ဒိယနိုင်ငံမပါရင်ကျွန်တော်မြန်မာနိုင်ငံကြီး
မအောင်မြင်နိုင်ပါဘူးသူတို့မသိဘဲနဲ့ဒီအနောက်နိုင်ငံတွေပဲဦးစားပေးတဲ့ချိန်မှာကိုဘေးနားမှာကြောချင်းကဘေးချင်းကတဲ့ဒီနိုင်ငံကြီးနိုင်ငံကအခုချိန်မှာတအားတောင်းတူကဘာပေါ်မှာတူတက်ပြီးအိန္ဒိယနိုင်ငံတော့မှ V2 power ရှိတဲ့နိုင်ငံတွေမှာသူတို့ပါဝင်နိုင်ဖို့ကြိုးစားနေတဲ့ချိန်ထုတ်ကုန်ဒီမှာသူတို့အများဆုံးပို့နိုင်ဖို့နိုင်ငံအင်အားကြီးနိုင်ငံတွေနဲ့သူတို့ဆက်ဆံရေးကိုကောင်းကောင်းမွန်မွန်တည်ဆောက်နေတဲ့ချိန်မှာဒီ NUG အစိုးရຫນွေဥတော်လာကိုဦးဆောင်ပါတယ်ဆိုတဲ့ NUG အစိုးရကဒီတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုလစ်လျူရှုပြီးတော့ဒီအနောက်နိုင်ငံတွေကိုတအားအတိုက်ထက်အလွန်အားကိုးနေတဲ့အချိန်မှာကျွန်တော်တို့ຫນွေဥတော်လာရကျွန်တော်ရောက်တဲ့တလောက်မရောက်ဘူးအောင်မြင်တဲ့တလောက်မအောင်မြင်ဘဲနဲ့ကျွန်တော်မဖြစ်တဲ့နာတွေဖြစ်နေတာဒီတရုတ်နဲ့အိန္ဒိယရဲ့သူတို့ရဲ့အခရာချမှုနဲ့အခန်းကဏ္ဍသူတို့ပါဝင်တဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်မှုကိုဒီ NUG အစိုးရလူကြီးမင်းများကိုဝင်ကြီးမင်းများကိုလည်းကျွန်တော်ဒီကနေအတိလေးပေးချင်ပါတယ်ပြုပြင်တင်တာတွေရှိနေပြုပြင်တင်ပါတယ်လို့ဒီကနေအတိလေးပေးချင်ပါတယ်ဒီအမေရိကန်နဲ့ပထဝီအနေထားရဘာမှထိစမှုမရှိတဲ့ဒီအမေရိကန်နိုင်ငံတို့ဥရောပနိုင်ငံတို့မှာကျွန်တော်တို့ဒီຫນွေဥတော်လာရေးအတွက်လှုပ်ရှားနေမဲ့အစားကျွန်တော်အိန္ဒိယနိုင်ငံဖြစ်တဲ့ဒီအင်အားကြီးတရုတ်နဲ့အိန္ဒိယနိုင်ငံနဲ့ကျွန်တော်မိခိုအားထားတဲ့စီးပွားရေးရလုံမှုရေးရနေချင်းဆက်ပြီးတော့ကျွန်တော်တို့အစအစရကျွန်တော်နီးစပ်တဲ့ဒီနိုင်ငံကြီးနိုင်ငံကိုကျွန်တော်မိခိုအားကိုပြီးတော့ကျွန်တော်ຫນွေဥတော်လာမြန်မာနိုင်ငံရဲ့ရှေ့အနာဂတ်ကိုကျွန်တော်တည်ဆောက်ကြမယ်ဆိုရင်ပို့ပြီးတော့မြန်မာပြည်သူတရားလုံးအတွက်လွတ်လပ်ရေးနဲ့ကျွန်တော်တန်းတူညီမျှမှုအတွက်ကျွန်တော်ပို့ပြီးမနည်းဆက်ပလာလို့ကျွန်တော်ဒီအနေတုံးသက်ချင်တာဖြစ်ပါတယ်။နောက်ပြီးဒုတိယချက်အနေနဲ့ကျွန်တော်ချင်းပြည်နယ်မှာလည်းကျွန်တော်တို့ဟာကျွန်တော်ခဏလေးပြောနေပါပြီကိုပိုင်ရပိုင်ခွင့်နေနဲ့ကိုမျိုးနယ်နဲ့ကိုလူမျိုးနွယ်စုနဲ့ကိုလူမျိုးနွယ်စုအလိုက်တိတ်တဖွဲ့အပေါ်တဖွဲ့ဘူမကြချင်မနဲ့ကိုဟာကိုຫນွေဥတော်လာရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ကိုနေရာနဲ့ကိုမျိုးနယ်နဲ့ကိုရှိနေကြရန်ဘာမှစောရကတက်เสียလည်းမလိုဘူးကျွန်တော်ချင်းပြည်နယ်မှာနေတဲ့ညီကိုမောင်နှမတွေမျိုးနွယ်စုအတီးတီးကကျွန်တော်တို့ညီကိုမောင်နှမတွေကျွန်တော်ဘာမှမသိမျက်စရာမချောင်ဒါမဲ့ကျွန်တော်တို့ဒီအလွန်ဆိုးဝါးလာတဲ့ဒီကျွန်တော်တို့ခက်စစ်အာရှင်လက်အောက်မှာနေခဲ့ကြတယ်နော်နေခဲ့ကြတဲ့အပြင်ကျွန်တော်တို့ဒီစစ်အာဏာရှင်နဲ့အမြဲတမ်းဦးသိန်းစိန်လက်ထက်ဦးသိန်းစိန်ဆိုတာလည်းစစ်ဘူချုပ်ကြီးသူတို့ရွှေရည်စိန်ဒီမိုကရေစီပြောင်းနေတဲ့ချိန်2010နဲ့2015ခေတ်မှာသူတို့ဒီ CNF က NCL မှာထူပြီးတော့ငင်းချင်လမ်းစဉ်နဲ့ NCL လမ်းကြောင်းနဲ့သူတို့ပူးပေါင်းခဲ့တယ်ဦးအောင်မင်းတို့ခေတ်တော့အဲ့လိုမျိုးပူးပေါင်းပြီးတော့အဲ့လိုမျိုးပူးပေါင်းတဲ့ချိန်မှာ CNF ကလည်းသူတို့ဦးအောင်မင်းစီကတော့စစ်အာဏာရှင်တွေဆရာရခဲ့တဲ့ဘီယိုဟာဒီအတုံးချပြီးတော့အခုချင်းပြည်နယ်မှာအရင်တော့ကိုမျိုးနယ်ရှိတယ်လူမျိုးနယ်စုကတော့ဒီမြန်မာမဆလာအစိုးရခေတ်တော့သူတို့ဒီလူမျိုးနယ်စုလိုက်သူတို့ခွဲကြတာတဲ့သူတို့ခုတ်နံပါတ်နဲ့ခွဲတာတော့ထားပါစေအဲ့ဒါဟိုကျွန်တော်အဓိကပြောချင်တာမျိုးတော်လိုင်းကိစ္စပြောချင်တာမဟုတ်လို့ဒီလူမျိုးနယ်စုဒီမှာသူတို့ဟာခါနဲ့ထန်တလာကဒီ CNF အဓိကအဲ့မြို့ကိုအချီးပြုတော့ဖွဲ့စည်းထားတဲ့ဒီ CNF ပါချင်းပြည်နယ်ကိုမြို့နယ်စလုံးကိုသူတို့မတရားတစ်ဖြစ်အုပ်ချုပ်ခြင်းနဲ့လက်ဝတ်ကြီးအုပ်ခြင်းနဲ့စီးပွားရေးရတင်ရထိုက်တာသူတို့ပဲဒီစစ်အာဏာရှင်စီကသူတို့ copy လုပ်ထားတဲ့မိတ်တူကူးယူထားတဲ့ဒီစနစ်ဆိုးတွေကိုသူတို့ကချင်းပြည်နယ်မှာတေလာပြီးတော့အခုမရာအချင်းချင်းကိုစစ်တိုက်ခိုင်းတယ်တောင်စုံတုံးအချင်းချင်းစစ်တိုက်ခိုင်းတယ်စစ်တိုက်เสียလို့ရင်ရှီတန်းစစ်မျက်နှာမှာသူတို့စီနဲ့တတအစစ်ဒီမထားပဲနဲ့မျိုးနွယ်စုကမြို့နယ်ဆွဲတဲ့တခြားမြို့နယ်အတီးတီးကမျိုးနွယ်စုတက်မတော်တွေကို CDF တွေကိုရှေ့မှာတိုက်ခိုင်းပြီးတော့တေးစရာရှိရင်မျိုးနွယ်စုတက်မတော်သားတွေတေးပြီးတော့သူတို့စီနဲ့တက်သားတွေအနောက်မှာအဲ့လိုမျိုးနေပြီးတော့သူတို့အဲ့လိုပဲလုတ်ခိုင်းတယ်နောက်ဥပမာပြောရမယ်ဆိုသူတို့ကချင်ပြည်နယ်မှာဒီစစ်ဆိုရခေတ်စစ်မှာရဝမ်နဲ့ကေအေကချင်တက်မတော်နဲ့အမြဲတမ်းရန်တိုက်ပြီးတော့ဂျားမှာသူတို့ဒီရဝမ်တပ်တွေကိုကေအေတပ်ဖို့တုံးတယ်လို့နောက်
KNU နေမှာလဲ KNU ဒီကိုတိုက်သူတို့စစ်စင်ဖို့လုပ်တဲ့အချိန်မှာ DKBA ဆိုတဲ့ဒီဗုဒ္ဓဘာသာကရင်တမတော်ဒီကိုအဲ့လိုမျိုးသုံးတာမျိုးနောက်ရှမ်းပြည်နယ်ဆိုရင်ဥမာ SS နဲ့ RCSS တို့ကိုဒီလိုမျိုးတခြားပအုပ်ပလောင်တို့တိုက်ဖို့တော့ရန်တိုက်ပြီးတော့တိုက်ခိုင်းတယ်လို့အခုစင်းနေပါလေချင်းပြည်နယ်မှာတီးတင်သုံးလာနောက်ဟွန်ငိုရမ်တို့ CDF သုံးလာတော့အဲ့လိုမျိုးနောက်တော့ PDA တို့သူတို့ဖင်ဒီကုတ်ပြီးတော့လက်တွေတက်ဆင်ပြီးတယ်သူတို့ကြတော့စင်းနေပါဒီဘက်မှာဒီအမေရိကန်နဲ့ဥရောပနိုင်ငံတွေတတိယနိုင်ငံတွေမှာသူတို့CBA အတင်းတော့အတီးတီးဆယ်ဘူးတဘူးဒီထဲကနေပြီးတော့သူတို့ contribution လုပ်ပြီးတော့အလူငွေတွေထဲကနေဖျားเจ้าကအလူငွေတွေကိုမအားလာတိုက်ဖို့အလူငွေကောက်ခံဖို့တကယ်တုံးတာကြတော့မအားလာကိုမတိုက်ဘဲနဲ့မရာလိုမျိုးຫນွေဆိုအချင်းချင်းကိုသူတို့စစ်တိုက်အောင်သူတို့လုပ်ပြီးတော့ကြားမှာအတီးအပြောက်များတာမရာအချင်းချင်းပဲတည်တယ်နောက်ပြီးတော့အုပ်ဆိုးမှာတော့စီနေပါပဲအုပ်ဆိုးမှာနောက်တီဒီနဲ့တုံးစားပဲမှာရဟွန်ငိုရမ်ဆိုတာဟွန်ငိုမျိုးနွယ်စုဒီကိုလက်နဲ့တက်ဆင်ပြီးတော့လိုအပ်တဲ့ drone တွေကိုဒီဘက်ကသူတို့ကောက်ခံထားတဲ့ဖျားเจ้าပိုက်ဆံတွေနဲ့မာလာတိုက်မှုကောက်ခံနေတဲ့ပိုက်ဆံတွေနဲ့ဒီကျွန်တော်ချင်းပြည်နယ်မှာရှိတဲ့မြို့နယ်အတီးတီးမျိုးနွယ်စုတွေအချင်းချင်းကိုတိုက်ခိုင်းတယ်အဲ့လိုမျိုးလှုပ်တော့နောက်ဆုံးမှာအခုမတူပြေဘက်မှာဇုံတုံဘက်မှာလည်းလို့ဖြစ်တယ်ပူဆိုးတာကတော့အရင်က CJDC မှာအကုန်လုံးပေါင်းမယ်မအလာကိုတိုက်မယ်ဆိုတော့အဲ့လိုမျိုးသူတို့အနိုင်ဘူချလောက်ရအောင်ဘူဆွဲလောက်ရအောင်သူတို့ဒီဥပမာတွန်းစားမြို့နယ်တဝက်မှာလှုပ်ရှားနေတဲ့ဆိုမျိုး Revolution Army ဆိုရင်သူတို့မအားလာလဲမပေါင်းမနဲ့သူတို့ propaganda လုပ်ပြီးတော့ကလင်ကချစ်လုပ်ပြီးတော့သက်စားရP2 စစ်တွေနေချဆောင်တတ်တယ်မအားလာကစစ်လက်နဲ့တက်ဆင်ပြီးတယ်ဆိုပြီးတော့ဒီတော်လိုင်းရေးတပ်သားတွေအကုန်လုံးအထင်လွဲတော့အောင်သူတို့အဲ့လိုမျိုး propaganda တွေထုတ်တယ်တကယ်မှကျတော့အခုတော်တော်များတော့ PDF ကြီးရတော့တခြားလက်နဲ့ကြိုင်ရဒီစတာလေးနဲ့ SSC နဲ့မပူပေါင်းမှဆက်သွယ်မှုမရှိမှဘူးအခုကတော်9နှစ်လောက်ကြာလာတဲ့ချိန်မှာကျွန်တော်တော်တော်လေးကိုတိတာထင်ရှားလာတာဖြစ်ပါတယ်အဲ့ဒါဒီ CNF ကိုအခုထထိယုံပြီးတော့ဒီလူမျိုးတွေစွတ်တတ်မတော်တယ် CDF တုံးဆောင်တို့ CDM ဆိုနောက်ပြီးတော့ PDA တို့ကတကယ်ကောင်းဆောင်လှုပ်ချင်လုံးလို့ဒီ CNF ကိုအားကိုပြီးတော့အမြင့်တဟဲလုပ်ပြီးတော့ဒီလိုမျိုးလုပ်နေကြတာဟာနောက်ဆုံးမှာအခုဖလမ်းမြို့ကိုဖလမ်း CNDF နဲ့ CB တက်တရားဖလမ်းမြို့ကိုဒေါ်လာမီလီယံ2 million လောက်ကောင်းတုံးတယ်အလူခံတယ်သူတို့အကူငီတွေအများကြီးလုပ်ပြီးတော့ဖလမ်းမြို့ကိုတင်းတာဖလမ်းမြို့ကိုမအားလာလက်ထက်ကဒီဖလမ်းမြို့ကိုစွန်းစွတ်တမန်နဲ့တင်းတာအဲ့ဒါကိုခုစင်းနေပါဟာခါမြို့ကစမအားလာစစ်တပ်ဒီစစ်သားတွေမတိုက်ဘဲနဲ့ဖလမ်းမြို့ကိုဖလမ်းဒီရဲ့ CNDF CB ချင်းဘရာဒါဟုတ်ရကျူးစားပြီးတော့အာကျူမန်တင်နဲ့စွန်းစွတ်တမန်တင်းတာတဲ့ဖလမ်းမြို့ကိုကြတော့စင်းနေပါဟာခါ SSC ရဲ့လက်နက်ဒီကိုအာကိုပြီးတော့နောက်ဒီဖလမ်းမြို့နယ်တွေကခုနကျွန်တော်ပြောသွားတဲ့မြို့နယ်စုတမတော်ဒီကိုသူတို့လက်အောက်မှာလက်အောက်ခံနေတဲ့မြို့နယ်စုတမတော်တွေဖလမ်းအချင်းချင်းအားကိုပြီးတော့ဖလမ်းမြို့ကိုပြန်တင်တာတကယ်ဖလမ်းမြို့ကမာလာတင်တာမာလာစစ်တပ်တွေကိုသူတို့တိုက်ထုတ်တာအဲ့ဒါကို CNF ကပြန်တင်တယ်ဆိုတာဒီ CNF ကအရင်တော့သူတို့ ZRA SSC နဲ့ပေါင်းတယ်ဆိုပြီးတော့ propaganda ကတော့ propaganda အခုကတော့ propaganda မဟုတ်ဘဲနဲ့ဘာဖြစ်လို့ဒီ CNDF နဲ့ CB ချင်းဘရာဟိုတက်ကဖလာမီကိုတင်းနေတာကိုမှ CNF ကဒီ SSC ရဲ့လက်နဲ့ကောင်းနေနဲ့ဖလာမီကိုပြန်တင်းတယ်ဆိုတော့တကယ်မှကျတော့ဒီ CNDF ကအရင်တော့အိုးအောင်မင်းတို့ခက်တုန်းကဒီ NCA လမ်းကြောင်းမှာဒီစစ်အစိုးရနဲ့ပူးပေါင်းပြီးတော့ငင်းချရေးလမ်းစဉ်ကိုနဲ့သူတို့လက်တွဲခဲ့ဘူးတော့ခုလေဟာခါမှာရှိတဲ့စစ်သားတွေရဲ့စစ်လက်နက်တွေနဲ့အားဖြင့်ဒီဖလမ်းမြို့ပြည်သူ့တပ်မတော်တွေကတင်းထားတဲ့ဖလမ်းမြို့ကိုပြန်တင်းတာဖြစ်ပါတယ်တကယ်အရှိရဖို့ကောင်းတဲ့အချက်လက်ကိုကျွန်တော်တိတာထင်ရှားအောင်ကျွန်တော်တုံ့တက်ပေးတာဖြစ်ပါတယ်မတူဘီမြို့တင်းတိုက်ပွဲမှာလည်းသူတို့ကျွန်တော်တို့ရုပ်တံတွေမှာလည်းကွကွကျွန်တော်တို့မြင်နေရတယ်CNF က CB အဖွဲ့ကမတူဘီက
စကားစာကိုတိုက်ထုတ်နေတဲ့ချိန်မှာ CNF ကနောက်ကနေအဲ့စကားစာရဲ့အကူအညီ drone အကူအညီလက်နက်ကြီးအကူအညီတွေနဲ့ဒီချင်းဘရာဟုတ်ကိုနောက်ကနေခြုံခိုပြီးတော့တိုက်ခိုက်တယ်ဆိုတော့ကျွန်တော်တို့မြေဝါထင်ထင်ကျွန်တော်ရုပ်သံအပြင်တော့လကောင်းစာအပြင်တော့လကောင်းကျွန်တော်သိရှိပြီးသားဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့ဒီ CNF ရဲ့လောက်ရကအစားတော့ပီတူဒီကိုသူတို့စကားစာတိုက်တရားအောင်နဲ့စကားစာကိုအပြစ်လာအောင်တိုက်တရားအောင်နဲ့လုပ်ပြီးတော့တကယ်မှာတကယ်ပူးပေါင်းတာစကားစာနဲ့ဒီ CNF စတာဖြစ်ပါတယ်အခုမတိသေးတဲ့ PDF ခေါင်းဆောင်တွေနောက် CDF တန်းခေါင်းဆောင်တွေကကျွန်တော်တော်လေးကိုတတိထားစေချင်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ CNF ကသူတို့တူရီခြုံနဲ့ဝင်ပလွယ်လို့သူတို့အပေါ်မှာစကားစာတိုက်ပါတယ်ဆိုတော့တူရီကိုခြုံပြီးတော့ပြီးတူဒီတကယ်သူတို့စိတ်ထဲမှာကျွန်တော်ဒီစကားစာလိုပဲကျွန်တော်မကောင်းရုပ်မာတဲ့စိတ်ဓာတ်တွေမွေးပြီးတော့သူတို့ဖွဲ့စည်းထားတဲ့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းဒီ2008ဖွဲ့စည်းပုံအခြေခံတဲ့ပို့ပြီးတော့အာဏာရှင်စံနေနောက်ပြီးတော့ဟာခါနဲ့ထန်တလာကိုစလေရပဲသူတို့နေရာယူပြီးတော့စီနေကောင်းဆောင်တွေပဲနေရာ automatic နဲ့ယူတယ်ဆိုတာမျိုးတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီထန်တလာနဲ့ဟာခါရဲ့အတွက်တော့ဒီမြို့နယ်မျိုးအတွက်ကိုစားပြုတ်တဲ့စီနေဘတ်အတေခန္ဓာဒီတခြားမြို့နယ်ကလူမျိုးနွယ်စုစစ်သားတွေတော့ဖြစ်နေတယ်အကြောင်းအခုကျွန်တော်ဒီလိုမျိုးထောက်ပြတဲ့ချိန်မှာကျွန်တော် CDF ထဲမှာပေါင်းတော့ supporter လည်းမဟုတ်ဘူးဒါပေမဲ့ CB အဖွဲ့ထဲ lobby တွေအတန်တဲ့အများကြီးကြားရတာ CC Chilean Council လက်အောက်မှာနေတဲ့ lobby တွေရဲ့အတန်လည်းအများကြီးကြားရတယ်ဒါပေမဲ့ CNF နဲ့ CC Chilean Council အောက်မှာနေတဲ့တပ်ဖွဲ့တွေတိစေချင်တာတော့ CB Chin Brotherhood ကမအားလာကိုတိုက်ထုတ်ဖို့လက်နဲ့ခဲရန်လို့အတဲ့ချိန်မှာဝယ်ယူဖို့ကချကေအယေကိုKIA အဖွဲ့ချုံနဲ့အဆက်သွယ်လို့ KIA ဆရာနီလက်နဲ့ဒီဝယ်ယူဖို့မာယူတဲ့နေတဲ့ချိန်မှာဝယ်လို့မရအောင်အဖြတ်တက်လို့ကန့်ကွက်တာဒီ CNF ပဲเนาะကျွန်တော်တို့ CB အဖွဲ့ကနေကျွန်တော်တောင်ပိုက်ဘက်ကညီကိုဒီခေါင်းဆောင်ဒီဆရာနီကျွန်တော်ကြားရတယ်ပါပြီ CB အဖွဲ့ရဲ့အတွက်လိုအပ်တဲ့လက်နဲ့ခဲရန်တွေကို KIA ကရောင်းလို့မရအောင်ကန့်ကွက်ပြီးတော့ပိတ်ပင်တာ CNF တဲ့ Chilean Council နောက်ပြီးတော့မအားလာကိုတော်လန်နာချင်းအတူတူ NUG ရဲ့လက်အောက်မှာနေတဲ့ PDF ခေါင်းဆောင်ပြည်သူ့တမတော်တွေက NUG စီကနေပြီးတော့ရတင်ရထိုက်တဲ့အခွင့်အရေးငွေရေးကြေးရေးထောက်ပံ့မှုနဲ့လက်နက်ခဲယမ်းများကိုလည်း CB ကခွဲရနေမရယူလို့မရအောင် CB လက်ထောက်မရအောင်ပိတ်ပြီးတော့လမ်းလွဲပြီးတော့ CC လက်ထဲကိုရောက်အောင်လုပ်နေတဲ့ ဒေါက်တာလန်မုန်းစခေါင်းတို့နောက်အဲ့ NUG မှာပါတဲ့အဲ့ CC ကခေါင်းဆောင်တွေဦးစီးကျုံတော့အဲ့လိုမျိုးတွေက KIS လက်နဲ့ဝယ်ယူဖို့နဲ့ NUG အစိုးရနေခွဲရန်ရတဲ့လက်နက်တွေနဲ့ဝင်ရေးကြီးရေးအထောက်ပံ့တွေကို CB လက်ထဲမရောက်အောင်မရမကပိတ်ပင်ပြီးတော့နောက်မနစ်ပူရာမီဇိုရမ်အစိုးရနေပြီးတော့အကူအညီတွေကို CB ဒီလောက်ရှားနေမရောက်အောင်ပိတ်ပင်ပြီးတော့အကုန်လုံးကို CC လက်ထဲကိုရောက်အောင်လုပ်တဲ့ DCNF CC ဒီ Chilean Council နဲ့အဖွဲ့ဝင်တွေအရှက်မရှိဘဲနဲ့ဒီ Chilean Brotherhood ကဒီလိုမျိုးအသားစီဒီအပိတ်ပင်ခံရမှုတွေရှိတဲ့ချိန်မှာသူတို့ရှိမတူနောက်မဆုတ်တာပါစကားစားကိုလည်းတိုက်အပြစ်ပြတ်အောင်တိုက်ချင်တယ်ဒါပေမဲ့တိုက်ဖို့တလက်နဲ့ခဲရန်လုံးဝမရတဲ့အချိန်မှာအင်အားကြီးတဲ့ Arakan Army စီတို့အကူအညီတောင်းပြီးတော့သူတို့နဲ့မဟာမိတ်ဖွဲ့ပြီးတော့ပလက်ဝကိုတင်ပြီးသားဖြစ်တဲ့နောက်မင်းတပ်ကံပလက်မတူပီတို့အဲ့လိုမျိုး alliance လုပ်ပြီးတော့တင်တာအဲ့ဒါကိုရခိုင်ကချင်းပြည်နယ်မှာစစ်လာစင်တာမို့ရခိုင် Army တွေကချင်းပြည်နယ်မှာပြည်သူတွေမလိုလားအပ်တဲ့စကားစားကို CB alliance အဖွဲ့တွေနဲ့တိုက်ထုတ်ပြီးတော့သူကြတော့ CB အဖွဲ့ထဲရောက်မဲ့လက်နက်တွေကို KIS ရဒီလည်းပိတ်တယ် CNF နဲ့ CC နောက် NUG ကနေပြီးတော့ CB ရအတင်းရထိုက်တဲ့အခွင့်အရေးကိုလည်းပိတ်သေးတယ်အဲ့လိုမျိုး
အားရပါရသူတို့တက်နိုင်တလောက်နဲ့ပိတ်ပြီးတော့ဘာမှလုံးမရအောင်လုပ်နေတဲ့အချိန်မှာ CB က Arakan Army နဲ့တွားပေါင်းပြီးတော့သူတို့လိုအပ်တဲ့လက်နက်ခဲယမ်းတွေရတဲ့ပြည်လူအင်အားနဲ့စကားဆစစ်စခန်းနဲ့မြို့ဒီလိုက်သိမ်းတဲ့အချိန်မှာကြတော့မနာလို့ရခိုင်ရဲ့မကောင်းကြောင်းတွေကိုလိုက်ပြောနေချင်းပြည်နယ်ကို CB ကရောင်းစားတယ်လို့ပါသူလောက်တာကျတော့သူရုပ်မှသူရဲ့ရုပ်မှမှုကြတော့မတရားရုပ်မှမှုကြတော့ဒီဇက်သားလေးကိုစကားဆနဲ့ပေါင်းခိုင်းတာတော့နောက်ပြီး P2C ဖြစ်တယ်နေချဆောင်တက်ဖြစ်တယ်ဆိုတော့ရောင်းစားတာတော့ propaganda ထုတ်တာနောက် CB ကိုကြတော့လဲမရအောင်ပိတ်တယ်သူတို့ပိတ်နိုင်တယ်လို့ပိတ်တယ်သူတို့မပိတ်နိုင်တော့တဲ့အချိန်မှာဒီ Arakan Army နဲ့သူတို့စစ်စီရအောင်မြင်နေတဲ့အချိန်မှာကြတော့နာကြီးစွာနဲ့မင်းတို့ချင်းမဟုတ်ဘူးလားချင်းပြည်နယ်ကိုရောင်းစားတယ်ရခိုင်နေနဲ့ငါတို့ချင်းအချင်းချင်းဆိုတဲ့စကားလုံးကိုလာတုံးချင်းကြတယ်ချင်းလင်းကောင်ဆယ်မှာလက်အောက်မှာနေတဲ့ဒီ lobby ဒီကနေတော်အတိပေးချင်တာဖြစ်တတိလည်းပေးချင်တယ်ရှစ်ဘူးကောင်းပါတယ်တော်များများတော့ lobby တွေကယောက်ျားလေးတွေဖြစ်ပါတယ်ချင်းအချင်းချင်းဆိုချင်အဲ့ main CNF ပေးဖို့မဟုတ်ဘူး KIS ကနေ CB ကချင်းဘရာတို့ကဝယ်ချင်တဲ့လက်နဲ့လမ်းကြောင်းတွေဘာလို့ CNF ပိတ်တယ်လဲ NUG ကနေပြီးတော့ NUG အစိုးရနေChildren Brotherhood တဲ့ချပေးတဲ့လက်နဲ့ခဲရနဲ့ငွေကြီးအထောက်ပံ့တွေဘာဖြစ်လို့ DCNF တဲ့ CC ခေါင်းဆောင်တွေကဘာဖြစ်လို့ပိတ်ပင်လဲဒါချင်းအချင်းချင်းဆိုတဲ့စကားမတုံးတယ်ဘူးတရားလည်းမမျှတဘူးအောက်ချင်းနဲ့သစ္စာလည်းမရှိဘူးအားကြောင့်ဒီ CNF ကတော်တော်စင်ချင်ကြပါအခုခေါင်းဆောင်ပိုင်းတွေကကျွန်တော်တို့ဒီနေ့ပြောတာကျွန်တော် CB ရဲ့ supporter တယောက်လည်းမဟုတ်ဘူး CNF လည်းအားမပေးဘူးလူတော့မမုန်းဘူး policy မူရီမကောင်းဘူးတယောက်နဲ့တယောက်အပေါ်မှာမြို့နယ်တမြို့နယ်နဲ့တမြို့နယ်မြို့နယ်စုတစုနဲ့တစုအပေါ်မှာခေါင်းပေါင်ချစ်ချင်တဲ့ဒီမော်ဝါဒတွေလျံမုံစခေါင်းတို့ဇင်ကျုံတို့ရွှေခါတို့ဒီရဲ့ချမှတ်ပေးထားတဲ့ဒီ CNF ရဲ့မူရီမကောင်းဘူးတခြားမြို့နယ်တွေကမြို့နယ်စုတွေလေဝကြီးဝါမြို့ချင်းတဲ့လေဝကြီးအုပ်ပြီးတော့ဝါမြို့ချင်းတဲ့ဒီဗမာအာနာရှင်တွေရဲ့နော်လူမျိုးကြီးဝါဒတွေကိုခင်ဗျားတို့ချင်းပြည်နယ်မှာလာတေတာကျွန်တော်တို့လက်မခံနိုင်ဘူးနောက်ပြီးတော့ဒီတကဘာလုံးမှာရှိတဲ့ဒီ CNF ကို supporter လုပ်ပြီးတော့ငွေကြီးနဲ့ထောက်ပံ့တဲ့တွေခင်ဗျားတို့ထည့်ပြီးတဲ့ပိုက်ဆံတွေကမအားလောက်မတိုက်ဘဲနဲ့ချင်းပြည်နယ်မှာ CNF စစ်တမတော်တခုတည်းရှိဖို့အတွက် CNF အာနာရှင်အတစ်အာနာရှင်လက်တစ်ဖက်စစ်အာနာရှင်လက်တစ်ပေါ်ပေါက်ဖို့အတွက်ခင်ဗျားတို့အလူငွေတွေထည့်ပေးကြတာဖြစ်ပါတယ်စစ်အာဏာရှင်ကိုမတိုက်တာဒီဟာခါတော့မစစ်အာဏာရှင်တွေအများကြီးပဲဖလမ်းမှာစစ်အာဏာရှင်မရှိဘဲနဲ့ CNDF တပ်သားတွေနဲ့နောက်ပြီးတော့ CB Alliance တွေဖလမ်းမှာရှိတာအဲ့တော့သူတို့တင်ပြီးတော့အဲ့ဖလမ်းကိုပြန်တင်တယ်ဆိုတာချင်းအချင်းချင်းမဟုတ်ဆိုတဲ့စိတ်ဓာတ်မရှိတော့နော်ဘာသာရေးကြိုက်ဆိုင်မှုလည်းမရှိဘူးဒီမှာမအားလာနဲ့တွားပေါင်းလို့မအားလာရဲ့စစ်လက်နက်တွေနဲ့ဒီဖလမ်းမျိုးကို CNDF လက်ထက်ကနေတော့ပြန်တင်တာတကယ်ယောက်ျားမဆန်ဘူးအရှက်မရှိတဲ့ဒီလိုမျိုးကလင်ကချစ်စိတ်ရတဲ့ဒီ CNF ရဲ့ချင်းလင်းကောင်စီလက်အောက်မှာနေတဲ့ PDA တို့နော်မျိုးနွယ်စုအတိအကျမျိုးနွယ်စုတတ်မတော်တွေနော်တကယ်အာနာရချင်လုံးလို့ခေါင်းဆောင်လုပ်ချင်လို့အများတော့ဒီ CNF မှာတပည့်တော့ခံတာသူတို့ကိုတခင်အဆင့်ကိုတော့တင်စားတာခင်ဗျားတို့ရက်တန်ကရက်ကြပါနောင်တရတင်ကလည်းနောင်တရကြပါတနေ့တစ်ချိန်ကျသူတို့မအားလာနဲ့ပူပေါ်မှာတိလာတဲ့ချိန်မှာအခုခေတ်မှာအခုချိန်မှာခင်ဗျားတို့ CC လက်အောက်မှာနေတဲ့ lobby တွေတော်တော်အရှက်ကွဲမှာခင်ဗျားတို့လွင့်ထားတဲ့ဒီအခု CB ကိုအပြစ်ဖို့တာအခုကျွန်တော်တခုပြောပြအောင်မယ် Mizoram ဝင်ကြီးချုပ်ကအခု Mizoram State ရဝင်ကြီးကလည်းဒီ Arakan Army ကိုတိုက်ရင်ငါတို့မနေဘူးသူတို့အင်အားတောင်းတင်တယ်သူတို့ကိုအင်အားတောင်းတင်တယ်သူတို့တိုက်ဖို့မဟုတ်ဘူးသူတို့နဲ့မဟာမိတ်လုပ်ဖို့ဆိုပြီးတော့ဒီ American ကိုသူတို့ခရီးတစ်ဆက်ရောက်တော့သူတည်င်းစာရှင်းနေဖွဲ့မှာလေသူပြောတာတော့ကျွန်တော်ကြားမိတာဖြစ်ပါတယ်အားကြောင့် Arakan နေကြတော့သူတို့အရင်တော့သူတို့ရခိုင်နိုင်ငံဒီဆောက်တော့ဒီပလက်ဝတော့ပါတော့သူတို့နိုင်ငံထဲမှာပါတယ်ဆိုပြီးတော့သူတို့တမိုင်းအခြေအနေကပထဝီအခြေအနေကသူတို့အရှုတော့အမျိုးမျိုးအနေပြောနေတာကိုကြတော့လက်မခံဘူးဒါမဲ့ဟာခါနဲ့ထန်တလာမှာကြီးစုပြီးတော့အခြေချပြီးတော့ဒီတီးဒီမ်တုံးစာမှာကြတော့ CDF တုံးစာတွေကိုကြတော့လူမျိုးတွေဆိုအချင်းချင်းမှာကိုချင်းချင်းတိုက်ခိုက်ပြီးတော့အတေပြောက်များများနဲ့
စစ်တလင်းနေထိုင်ုံကြောက်အောင်လုပ်ပြီးတော့ဒီမှာသုံးဆောင်ကစုံမီအချင်းချင်းကိုလာတိုက်ခိုက်တယ်သူတို့ကိုလက်နဲ့တပ်ဆင်ပေးတယ်ဒါမျိုးကြတော့ဒီတိတိနဲ့သုံးဆောင်ဘက်ကစုံမီဒီတာမှာခင်ဗျားတို့လာစရာမလိုဘူးနဲ့ဟိုအာရကန်တမတော်ပလေဝါမတ်စကားစခါလာတင်ပြီးသူတို့အုပ်ချုပ်တာကိုစိတ်နာတယ်ဆိုတဲ့ခင်ဗျားတို့ဒီတိတိသုံးဆောင်တဲ့မှာလဲ CNF နဲ့ချင်းလင်းကောင်ဆက်အဖွဲ့တွေလာစရာမလိုဘူးအခုခင်ဗျားတို့ CNF သုံးဆောင်နေဟွာငိုရမ်ဒီလက်နဲ့တပ်ဆင်ပေးတာအဲ့ဒါနဲ့အတူတူပဲဒီကိုကလည်းသူကိုမပိုင်တဲ့ကိုနဲ့ဘာသာစကားချင်းမတူနဲ့ယူရဒလိထုံနှန်းချင်းမတူတဲ့ညွန့်နေဒီမှာကြီးစိုးခြင်းနဲ့ဆိုအာရကန်အာမီကလည်းပလက်ဝမှာစစ်စကားစခန်းတွေကိုစင်းနဲ့မသိမ်းနိုင်မဲ့စခန်းတွေကိုအာရကန်အာမီလာတင်းတာမလာတော့ဆရာလည်းမရှိတော့ဘောမတူဆရာလည်းမလို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ CB ကဒီမဟာမိတ်AA နဲ့မဟာမိတ်လှုပ်ချင်အားဖြင့်ဒီမြို့ကြီးတော်တော်များများပလက်ဝနောက်မတူပီမင်းတပ်ကံပလက်တိန်းတယ်စီစီရမေမေရဒီမြို့ငယ်လေးသုံးဆောင်မြို့လောက်ပဲတိန်းနေတာရှိတယ်နော်ရီရောဘာမှထန်တလာတော့မတိန်းနိုင်သေးဘူးအဲ့နဲ့ဟိုဟာ lobby ဒီမှာကျတော့ lobby တမားတွေမကောက်ဘူးအေးချင်းလင်းကောင်စရာချင်းလင်းCNF လက်ကိုက်တော့မရာဒီနော်ဥပမာဒေါက်တာဆာဆာတော့CNF ဘက်ကိုပါတယ်သူမရာချင်းကျတော့တူထတန်ယူပြီးတော့စစ်တလင်းခင်းပြီးတော့အနိထိုင်ကြတာကျတော့ဒေါက်တာဆာဆာကြည့်ရတယ်နော်ဆိုတော့စစ်ပြင်းရင်အောင်မလုပ်ဘဲနဲ့ဒီ CNF လက်ကိုက်တော့အနေနဲ့ကိုမျိုးနွယ်စုအချင်းချင်းကိုဒီလိုမျိုးတိုက်ခိုင်းတာကိုဒီစီလက်အောက်မှာနေတဲ့လက်နဲ့ကိုက်ဖွဲ့စည်းများလက်တရားနေအတိပေးလို့တာဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့ဒီချင်းပြည်နယ်မှာကျွန်တော် CNF လည်းမမုန်းပါဘူးဒါပေမဲ့သူတို့ကျင့်သုံးတဲ့မူဝါဒတွေဟာအာဏာရှင်ဆန်လုံးတယ်ဒီစကားစစ်အာဏာရှင်တွေစီကနေသူတို့ copy တဲ့သူတို့အတူယူလာတဲ့မိတူကူလာတဲ့သူတို့အာဏာရှင်မူဝါဒတွေနောက်2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အငွေ့အသက်တွေကိုကျွန်တော်ချင်းပြည်နယ်ချင်းလင်းကောင်စီရဲ့ဥပဒေမှာသူတို့တည်ဆောင်လာတာဖြစ်ပါတယ်အသက်ပြန်သွင်းတာဖြစ်ပါတယ်တချို့နေရာမှာဆိုအခုကျွန်တော်လက်ထဲမှာဒီချင်းလင်းကောင်စီရဲ့ဥပဒေတွေအကုန်လုံး print out လုပ်ပြီးတော့ရှိတယ်အဲ့မှာငုံအချင်းချင်းမတက်အောင်နော်သုံးစာမျိုးနဲ့မှာနေတဲ့လူမျိုးတွေဆိုအချင်းချင်းမတက်အောင်အလုံးသူတို့ဖွဲ့စည်းဖို့အခြေခံဥပဒေမှာလဲဒီစစ်အစိုးရလောက်ထားတဲ့ထောက်ခံထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတော့ပို့ဆိုးနေတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့တောင်ပိုင်းဘက်ကချင်းကြီးကိုတွေပဲဖြစ်ဖြစ်အလဲပိုင်းပဲဖြစ်ဖြစ်မြောက်ပိုင်းကဘယ်မျိုးနွယ်စုမဆိုဒီ CNF ရဲ့လမ်းစဉ်ကတော့ကျွန်တော်လက်ခံနိုင်စရာအကြောင်းမရှိဘူးအများတို့ကတူတယောက်တူကောင်းစားဖို့အတွက်ဒီခေါင်းဆောင်ဖြစ်ချင်လို့ဥမာတွန်းစာမြို့ပေါ်ကိုအုပ်ချုပ်ချင်လို့ဒါမှမဟုတ်ဟွာငုံရမြို့ထောင်ချင်လို့ပဲဖြစ်တခုခုလောက်ပါဝေစုခွဲနှန်းကတော့တရားမှာ4-5ခုလောက်ပဲရမယ်အဲ့ဒီဟာခါနဲ့ထန်တလာကသူတို့တရားမှာ80-90လောက်သူတို့စားသွားမှာဖြစ်ပါတယ်အခုကျွန်တော်ကြည့်ရင်ဒီချင်းလန်ကောင်စီလို့အောက်မှာရှိတဲ့ဝန်ကြီးဌာနဆင်းဆင်းမှာလဲတခြားမြို့နယ်ဆိုတာပုံကူဥမာသုံးဆောင်မြို့နယ်မှာဆိုမပေါတိမြို့မှာလဲလူဦးရေများတဲ့လောက်မြို့နယ်ကကြီးတဲ့လောက်ကူစားပြုံးမှုဟာခါနဲ့ထန်တလာပဲများတယ်အားကြောင့်ဒီလိုမျိုးစနစ်စူးကြီးကိုတဲဆောင်လာတဲ့ပင့်ဆောင်လာတဲ့ဒီ CNF ကြီးကရဲ့လက်အောက်မှာအခုချိန်မှာသူတို့ကတူကြီးချုံတဲ့ဝင်ပလို့လားမအားလိုက်ကိုစစ်အာဏာရှင်ကိုအမြင့်တိုက်တယ်ဆိုတဲ့အရေးခွန်ပီတူဒီအမြင့်မှာကောင်းတဲ့ဒီအရေးခွန်ကိုခြုံပြီးတော့သူတို့ရဲ့အတွင်းစိတ်ထဲမှာဝင်ပလို့ရဲ့စိတ်ဒီသုံးဆောင်တိတိနေပဲနောက်တော့ဘကမတူပြီးပဲဘာလို့သူတို့အရင်ချင်းရန်တိုက်မယ်ငါတို့အကုန်လုံးသူတို့အုပ်ချုပ်မယ်ငါတို့လည်းအောင်မှာထားမယ်ငါတို့ဘာသာစကားငါတို့စာပြီးဆိုတာဒီချင်းပြီးနဲ့တပီတယ်လို့မှသူတို့အချင်းချင်းငါတို့ရန်တိုက်ခိုင်းမယ်လိုအပ်တဲ့လူတွေကိုငါတို့လက်နဲ့ထုတ်ပေးမယ်ပြီးရင်ငါတို့လည်းအောင်မှာထားမယ်ဆိုတဲ့စနစ်စိုးကြီးအောက်မှာသူတို့တွတ်သွင်းနေတာကိုတွတ်မတိပဲနဲ့ဒီမျိုးနွယ်စုကအတီးတီးကဒီမအားလာကိုတိုက်ထုတ်မယ်ဟန်ပြပြီးတော့
ဒီချင်းပြည်နယ်ရဲ့တမိုင်းကိုလည်းဒီအခုလိုကျွန်တော်ထင်ဟပ်အောင်ပြောပြခြင်းဖြစ်ပါတယ်လူအပြင်မမုန်းသေးဘူးဒါပေမဲ့ကိုချင်းစာတာတော့ဒီ Chin Brotherhood Alliance ထဲမှာပါတယ်တမတော်သားတွေနော် CNN ကလည်းအစားတော့စီးယုံတော့မအားလောက်တိုက်မယ်တယ်အခုမအားလောက်တိုက်တဲ့လူချင်းပြန်တိုက်တာချင်းအချင်းလို့ချင်းအချင်းဆိုတဲ့စကားကိုသူတို့ပြောရကြတယ်သုံးရကြတယ်အားကြောင့်ဒီ CNN နဲ့ CNN လောက်အောင်မှနေတဲ့ lobby များကလည်းချင်းအချင်းဆိုတဲ့စကားလုံးတွေခင်ဗျားတို့မသုံးကြနဲ့တော့အဲ့ဒီစကားနဲ့ခင်ဗျားတို့မတန်ဘူးချင်းပြည်နယ်မှာစီလုံးညီညွတ်မှုလိုချင်ရင်ကိုလိုမျိုးတစ်မျိုးနဲ့မျိုးနွယ်စုတစ်မျိုးနဲ့တစ်မျိုးကိုလေးစားဖို့လိုတယ် respect ရှိဖို့လိုတယ် kindness ဆိုတဲ့စိတ်ကိုယ့်ရဲ့စိတ်နဲ့စိတ်ထားတွေကိုလူသားအချင်းချင်းကိုကျွန်တော်လေးစားဖို့လိုတယ်တယောက်နဲ့တယောက်ဂုံတိုက်ပြီးတော့ရန်တိုက်ပေးเสียမလို့ဘူးနောက်ကိုအမအားလာကိုတော့စစ်အာဏာရှင်မလိုလားဘူးဆိုလည်းအဲ့စစ်အာဏာရှင်ရဲ့မော်ဝါဒတွေကိုကျွန်တော်ကျင့်သုံးတာလည်းကျွန်တော်မကောင်းဘူးအဲဒါကြောင့်ဒီချင်းပြည်နယ်တပြည်နယ်လုံးမှာပြည်သိမ်းနေထိုင်တဲ့မြို့နယ်စုအားလုံးကကျွန်တော်နားရှိတော့သူတိုင်းကြားပါစေစီးနေပြလန်းစင်ကမကောင်းဘူးနောက်ပြီးတော့အာဏာစိုးမိုးခြင်းတော့အားကြီးတယ်မြို့နယ်စုအချင်းချင်းရန်တိုက်ပြီးတော့ပြီးရင်စစ်အတိထိုင်ုံနောက်မှာသူတို့ကအကုန်လုံးကိုလောဝချီအုပ်ချင်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မြန်မာပြည်တပြည်နဲ့မြန်မာတနိုင်ငံလုံးရဲ့ပထဝီနိုင်ငံရေးကိုကြည့်မယ်ဆိုရင် NGO အစိုးရပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့အခုArakan Army ရဲ့ဘူချုပ်နော်စစ်အုပ်စုချုပ်ဘူချုပ်ထွန်းမြတ်နိုင်ကိုစာတမနာပြုပြီးတော့ကျွန်တော်နိုင်ငံရေးလက်ကွက်တွေမှာတရုတ်နဲ့အိန္ဒိယနိုင်ငံကြားမှာအခုဘူချုပ်ထွန်းမြတ်နိုင်ဆိုတရုတ်မှာရစရာတွေရအောင်ယူတယ်နောက်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာလည်းသူရတင်ရထိုက်တာတွေဒုက္ခတွေအရေးကိစ္စနဲ့နောက်ပြီးတော့စီဝါနဲ့စာနာရိတ်ခါတွေကိုစစ်အာဏာရှင်တွေကြီးလေးဖြတ်နေတဲ့ချိန်မှာသူကပင်စုံရမနေရတယ်နောက်ဘင်္ဂလားဒေ့ရှ်နေရတယ်အိန္ဒိယဆိုရနေရတယ်လို့အဲ့လိုမျိုးတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ NUG ဝန်ကြီးများနဲ့ခေါင်းဆောင်များကလည်း geopolitics ဆိုတဲ့ကျွန်တော်ပထဝီနိုင်ငံရေးကိုကောင်းကောင်းကိုက်တွယ်တတ်ဖို့ကြိုးစားကြပါဒီ American နဲ့အရန်ဝေးတဲ့ geopolitics မကြတဲ့ဒီ American တို့အနောက်ဥရောပတို့ဒီဥရောပနိုင်ငံတွေကိုအားကိုးမဲ့အစားကိုအနည်းနာမှာရှိတဲ့အင်အားကြီးနိုင်ငံအိန္ဒိယနိုင်ငံနဲ့အိန္ဒိယအစိုးရတို့တရုတ်အစိုးရတို့နဲ့ခေါင်းချင်းဆိုင်ပြီးတော့ကြောချင်းကပ်ပြီးတော့လက်ချင်းဆက်ပြီးတော့ဒီစစ်အစိုးရစွမ်းဆောင်နိုင်တဲ့စစ်ဆန်ရေးကိုတည်ဆောက်တဲ့စစ်ဆန်ရေးမျိုးကိုပညာတတ်တဲ့ဒီ NGO အစိုးရဝန်ကြီးများတွေဘာလို့မတည်ဆောက်နိုင်ရမှာလဲသူတို့ဖားနိုင်ရင်ကိုလည်းဖားနိုင်ရမှာပေါ့တရုတ်လည်းနဲ့တွဲနိုင်ကိုကလည်းဒီမင်းအွန်လိုင်းနဲ့အဖွဲ့တွေကိုကြော်ပြီးတော့ဆက်တွဲနိုင်အောင်စူးစမ်းပေးကြပါနောက်ပြီးတော့အိန္ဒိယအစိုးရမိုဒီအစိုးရလည်းအခုအရင်တော့အဆင့်9ကအဆင့်10ကနေ9ထိတက်လာတဲ့အစိုးရဖြစ်ပါတယ်အဲကြောင့်ဖားတင်ကကျွန်တော်တို့ဖားရမှာဖြစ်ပါတယ်သူတို့စစ်လက်နက်တွေသူတို့ရေငုတ်သင်္ဘောတွေသူတို့စစ်ကားတွေကိုအခုပီတူစစ်တွေကိုနေဖို့တုံးနေတာဖြစ်အဲ့ဒါကိုဒီမအလားအစိုးရထက်တာတဲ့ပညာရေးချင်းနဲ့အဖက်ကနေတာလွန်တဲ့ဒီ NGO အစိုးရနဲ့ဒီပီတူတမတော်တားများပီတူဘက်တော်တားများနောက်ပြီးတော့ PDF ပီတူတမတော်ခေါင်းဆောင်များပညာတတ်တွေဖြစ်ပါတယ်အားကြောင့်ဒီဟာတွေကို geopolitics ကိုကျွန်တော်တို့ကျွမ်းချင်းနဲ့ကိုက်တွယ်ပြီးတော့ကိုပီနာအင်အားကြီးနိုင်ငံကိုအားကိုတင်တယ်လို့အားကိုကြပါအားထားကြပါဒီအနောက်ဥရောပတွေလည်းကျွန်တော်တို့အားကိုတယ်လို့သူတို့စာနေပါမှ response မဖြစ်တော့ကျွန်တော်အကုန်လုံးမြန်မာပြည်သူပြည်သားအကုန်လုံးသူတို့ဒီ9နှစ်ထဲမှာကျွန်တော်တိနေကြပြီဖြစ်ပါတယ်အားကြောင့်ဒီအမေရိကန်နိုင်ငံနဲ့အနောက်ဥရောပတွေကိုအားကိုတယ်လို့တရုတ်နဲ့အိန္ဒိယကိုအားကိုခဲ့ရင်အခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံကပြည်သူတွေလူလာတောင်းတတယ်ຫນွေဦးတော်လာရတယ်ဒီထက်အစပေါင်းမကအောင်မြင်မှာဖြစ်ပါတယ်အဲ့ဒါလည်းကျွန်တော်ချင်းပြည်နယ်မှာရှိနေတဲ့မျိုးနွယ်စုအတီးတီးကလည်းအခုချိန်မှာ CNF အောက်မှာမိခိုအားကိုပြီးတော့လက်နက်ကင်နေတဲ့ CDF တမတော်သားများလည်းကိုအားကိုတဲ့ကိုတခင်အရာမှာထားတဲ့ CNF ကစိတ်ဓာတ်ကတူးရီချုံတဲ့ဝင်ပလွယ်တာဖြစ်ပါတယ်
ခမရတို့ကိုအခုချိန်မှာလက်နက်တွေထုတ်ပြီးတော့ဒီတော်လိုင်းရေးပြီးတဲ့အချိန်မှာသူတို့ကဘတူနဲ့ပေါင်းပြီးတော့ဘတူနဲ့တိတ်တခိုးလေးပေါင်းနေတယ်ဆိုတာကိုသူတို့ကသူများစစ်အားလေလို့တခြားတမတော်တွေစကားစားနဲ့ပေါင်းမယ်ဆို propaganda ပဲထုတ်နေတာတကယ်ပေါင်းတာသူတို့ဖြစ်တဲ့အကြောင်းခမရတို့တည်တဲ့ချိန်မှာအခုချိန်မှာခမရတို့ပြောသမျှလုပ်သမျှလည်းအကုန်လုံးတဲ့ထေးရီတို့တလူဖြစ်သွားမယ်ရှစ်အချက်ရသွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ချင်းပြည်နယ်တပြည်နယ်လုံးမှာငင်းချမ်းရဖို့ကိုနေရာနဲ့ကိုပဲအုပ်ချုပ်ခွင့်ရဖို့နာမကိုရတဲ့ရထိုက်တဲ့လူအခွင့်အရေးတွေရရှိပိုင်ဆိုင်နိုင်ဖို့အတွက်ဒီ CNF ရဲ့မကောင်းဆိုးဝါးတွေသူတို့တဲ့မအားလားစစ်အာဏာရှင်ဆိုရနေတဲ့လာတဲ့ဒီဖွဲ့စည်းပုံအခြေခံလို့ဥပဒေတွေကိုထားခဲ့ပြီးတော့အမြင်ရတင်ကရကြပါပူပေါင်းတဲ့က CB နဲ့ CNF ဘယ်သူကအောက်ချင်းနဲ့စိတ်ဓာတ်ပူနဲ့ပူတန်တယ်လဲဆိုတာကျွန်တော်ဒီညဆွေးနွေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလကိုများများ share ပေးကြပါအမှန်တရားအတွက်ပြောပြခြင်းပေါ်တာဘက်လိုက်ပြီးတော့ပြောပြတာမဟုတ်ပါဘူးကျွန်တော်လည်း lobby တယောက်လည်းမဟုတ်ဘူးအတင်းအဖွဲ့အစည်းတစ်ခုခုစားပြောတာလည်းမဟုတ်ပုဂ္ဂလိကကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်သာဒီ CB နဲ့ CNF ကြားမှာပြောကြခြင်းဖြစ်ပါတယ်အားကြောင့်ဘယ်သူကမအားလာရဲ့နဲ့ညှိနှိုင်းမှုဆက်ဆက်မှုထင်မှုရှိတယ်ဘယ်သူကတကယ်တိုက်ထုတ်တယ်ဆိုတာကျွန်တော်တို့အချင်းဘာမှပြောစရာမလိုပဲနဲ့မြေဝါထင်ထင်တွေ့နေပြီဖြစ်ပါတယ်အားကြောင့်ရုံးထွက်နိုင်အောင်စူးစမ်းကြပါ CNF ကစကားစားတဲ့ပူအာနာရှင်စံတော့ပူဖက်စစ်စံတော့အဖွဲ့အစည်းတာလင်ဖြစ်ပါတယ်CB ကတော့တကယ်တိုက်ထုတ်ပြီးတော့မြို့တစ်မြို့ပြီးတစ်မြို့တိုက်ထုတ်တာဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့ချင်းပြည်နယ်မှာငင်းချမ်းဖို့လိုချင်တအုံးနဲ့တအုံးမြို့နဲ့တမြို့နဲ့သူရတဲ့အခုကြီးကိုညီညီမျှမျှနဲ့တန်းတို့ရည်တူချဖို့ကျွန်တော်လိုလားတောင်းတတယ် Federal Democracy တိရှောက်လန်းနိုင်ဖို့ရန်အတွက်ကျွန်တော် lobby တွေကနေတဖွဲ့နဲ့တဖွဲ့တအုံးနဲ့သူလိန်ညာစတန်ပြောစရာမလိုဘူးနဲ့အခုလိုဖျားရှိလို့ရှိမှကျွန်တော်တို့တက်မှမပြောတော့မှဖြစ်ပါတယ်ဒီ live ကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်